ကျော်ကိုက်ခါတာကဲနေပြီးတော့ပေါ်လာတော့အကုန်လုံးကိုကြိုးစိုးလိုက်ပါတယ်ကျွန်တော်ကတော့မောင်အတိတ်ပဲဖြစ်ပါတယ်မောင်အတိတ်ခုနကသုံးပြသွားတယ်ဖန်လေးကတော့ဒီဖန်လေးဖြစ်ပါတယ်ဘူယိုလိုကထုတ်ထားပြီးတော့ GD40 stylish band ဖြစ်တယ်ဒီကောင်လေးကမောင်အတိတ်လိုမျိုးအခုလိုမျိုးအပြင်မှာ AACC အလုပ်အတွက်ကိုယ့်ရဲ့ iPad ပေါ်မှာသုံးချင်တဲ့လူတွေပဲဖြစ်ဖြစ်ဒါမှမဟုတ်ကိုယ့်ရဲ့ design တွေကိုယ့်ရဲ့ဒီ theme တွေကိုယ့်ရဲ့အလုပ်ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ iPad ပေါ်မှာကန်လေးနဲ့ AACC လုပ်ချင်တဲ့လူတွေအတွက်ဘူယိုလိုကထုတ်ထားတဲ့ GD40 stylish band ရဲ့တော်တော်လေးအဆင်ပြေပါတယ်ပေါ်တော့မော်ဒီကတော့အလုပ်သွားလုပ်လိုက်ပါဦးမယ်ခဏလေးနေပါဦးပြီးမှပြန်လာခဲ့ပါမယ် A few moments later ဆိုပြောဖို့မိပါလို့ GD40 stylish band ကိုဝယ်အပေးမယ်ဆိုလို့ရှိရင်မောင်အတိတ်လင်းလေးချပြီးသားမှာဖြစ်ပါတယ်ဆိုတော့ဘော်ရာတို့အားလုံး thank you bye ဘော်ရာတို့ see you in next video